ကျမရဲ့ sales training တွေကဘယ် background လာတာလဲဘယ်ကနေအဓိကသင်ကြားပေးရလဲဆိုတာမေးမယ်ဆိုလို့ရှိရင်ကျမရဲ့ story နည်းနည်းလေးပြပြပေးချင်တယ်ကျမက2018 6လပိုင်းထဲကနေပြီးတော့ social platform ကိုအသုံးပြုပြီးကျမစီးပွားရေးစလုပ်တယ်စလုပ်တဲ့အခါမှာအရင်လေးသိန်းကနန်းနေကျမစလုပ်ခဲ့ကျမအနေနဲ့အခက်အခဲတွေအများကြီးရှိတယ်2018 6လပိုင်းကဆိုရင်မြန်မာနိုင်ငံမှာအဲ့လောက်တွင်ကြဲမလုပ်ရသေးဘူးထိုင်းမှာဆိုရင်တော်တော်များများက social platform ကိုအသုံးပြုပြီးတော့ဒီအယောင်စတင်ပြီးလုပ်ကင်ခဲ့2018 6လပိုင်းကနေစပြီးကျမလုပ်ကင်ခဲ့တဲ့အချိန်မှာအဲ့6လလုံးကလုံးဝရောင်းရမကောင်းတဲ့ကြားထဲကနေကျမအကြီးအကျယ်စ조사လုပ်ကင်မှုကြောင့်ရောင်းကောင်းစေတဲ့လိုအပ်ချက်ကိုကျမစသိခဲ့မြန်မာနိုင်ငံမှာကိုဗစ်ပထမဦးဆုံးဖြစ်တဲ့အခြေအနေတစ်ခုပေါ့အဲ့အခြေအနေမှာကျမထိုင်းကနေမြန်မာပြည်ကိုပြန်လာတဲ့အချိန်မှာကျမမှာငွေရင်းနှီး9သိန်းပဲပါတယ်အဲ့ငွေရင်းနှီး9သိန်းနဲ့ကျမဒီစီးပွားရေးကိုစတင်လုပ်ကင်တယ်လို့ပြောလို့ရတယ်မြန်မာနိုင်ငံမှာဘယ်သူမှတစ်ခါမှမကြုံဘူးတဲ့ကိုဗစ်စပြီးကြုံရတဲ့အချိန်မှာအလုပ်တွေအကုန်လုံးရပ်တန့်သွားတယ်တိုးတော့ကျမဒီအဲ့အခြေအနေကနေမရက်တန့်မယ်နဲ့အယောင်ကိုစပြီးတော့စီးပွားရေးတစ်ခုပေါ့နော် solo စပြီးလုပ်ကင်ခဲ့ solo လုပ်ကင်ရနေပြီးတော့တော်တော်များများကျမသိန်းရာချီထိကျမဖြစ်ခဲ့တယ်သိန်းရာချီကျမရောင်းချနေနေမထင်ထားပဲကိုစစ်ဖြစ်တယ်အဲ့လိုကိုစစ်ဖြစ်တဲ့အခြေအနေမှာပေါ့နော်ကျမတင်ယူမှုတွေစပြီးလုပ်ကင်တယ်ကျမရဲ့ဘဏ်ကောက်ထဲမှာအဲ့ချိန်မှာပတ်စံ300ပဲကျန်တယ်အလုပ်တွေအကုန်ရက်တန့်သွားတဲ့အချိန်မှာပတ်စံ300ပဲကျန်300ပဲကျန်တော့ကျွန်မအဲ့ကနေစပြီးတော့စီးပွားရေးနဲ့ပတ်သက်တဲ့ပညာရပ်တွေစပြီးတော့သင်ယူရယ် management နဲ့ပတ်သက်တာတွေကျွန်မစပြီးတော့သင်ယူရယ်အဲ့ကနေသင်ယူရင်းနဲ့ကျွန်မစီးပွားရေး background မရှိတဲ့သူတယောက်ကနေပြီးစီးပွားရေးအကြောင်းတော်တော်လေးသိလာတယ်လို့ပြောလို့ရ diploma တွေယူတယ်ပြီးရင်စီးပွားရေးနဲ့ပတ်သက်တဲ့ bachelor စပြီးသင်ယူတယ်အဲ့ထဲမှာမှ intensive training ဖြစ်တဲ့ဒီစီးပွားရေးပညာရပ်တွေတောက်လျှောက်နည်းချင်းထောင်ချီမကရှိအဲ့ဒီအခြေအနေကနေအခုထိမဟုတ်ပဲနဲ့အဲ့ဒီအခြေအနေမှာကျွန်မသင်ယူခဲ့တာကိုပြောတာဒီအခြေအနေမှာတော့3-4လတစ်ဖြတ်ဆိုရင်တော့ထောင်ချီရှိရလို့ပြောလို့ရပြောရမယ်ဆိုရင်တကယ်အလုပ်ဖြစ်တဲ့နည်းတွေကိုကျွန်မလက်တွေ့သင်ယူမှုတွေအများကြီးလုပ်တယ် academic ဘက်ကလည်းသင်ယူတယ်သင်ယူရုံနဲ့တော့လူတယောက်ကတိုးတက်လာတာမဟုတ်ကျွန်မစီးပွားရေးပညာရပ်တွေကိုစပြီးသင်ယူတဲ့အချိန်မှာကျွန်မသိလိုက်တာတခုတည်းတယောက်ထဲသွားလို့မရဘူး system နဲ့သွားမှရမယ်စနစ်တစ်ခုနဲ့သွားမှရမယ်ဆိုတဲ့စိတ်နဲ့ကျွန်မဒီလုပ်ငန်းရှင်တယောက်လိုတွေးတတ်ဖို့လုပ်ငန်းရှင်တယောက်လိုစနစ်ချတတ်ဖို့လုပ်ငန်းရှင်တယောက်လိုလောက်ကင်တတ်ဖို့ကျွန်မစပြီးတော့ theory ကြသိလာတဲ့အခါမှာလက်တွေ့ကျွန်မပြောင်းလဲတယ်အဲ့လိုပြောင်းလဲပြီးလောက်ကင်တဲ့အခါမှာကျမရဲ့လုပ်ငန်းကအဲ့ဒီအချိန်မှာပဲသိန်းထောင်ချီလောက်လည်ပတ်နေတဲ့လုပ်ငန်းဖြစ်သွားပြီအဲ့လိုဖြစ်နေရကနေပြီးတော့ COVID တက်ရွှေ့အကြီးအကျယ်ဖြစ်တယ်အဲ့လိုအကြီးအကျယ်ဖြစ်တဲ့အချိန်မှာကျမနေ့ချင်းညချင်းသိန်း900အကျွေးတင်တယ်အဲ့လိုအကျွေးတင်ရကနေပြီးကျမဘာလုပ်လဲဆိုလို့ရှိရင်ဒီတိုင်းမနေပဲနဲ့ external မှာမရရင် internal လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ကျမတောက်လျှောက်ကိုလှုပ်လာခဲ့တယ်အဲ့လိုလှုပ်လာကနေပြီးတော့ဒီလို COVID တက်ရွှေ့မှာကျမအကြီးအကျယ်ရောင်းချမှုလုပ်ရနေပြီးတော့သိန်းချီရောင်းချနိုင်တဲ့သူဖြစ်လာတယ်ကျမရဲ့ sales training တွေဘယ်ကလာလဲလို့မေးကျမရဲ့လက်တွေ့ experience လာတယ်ကျမသင်ကြားပို့ချနေတဲ့နည်းတွေတော်တော်များများတကယ်လက်တွေ့လိုက်လုပ်တဲ့သူတိုင်းဒီဇာတ်နဲ့ချီပြောင်းလဲကြသူတို့စီမှာပညာတွေရှိရ idea တွေရှိရ skill တွေရှိရတော့ကျမရဲ့နီးလိုင်းနဲ့ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင်တို့နေ့ချင်းညချင်းအမျက်ငွေရှာတတ်သွားကျမဒီလက်တွေ့ experience 9နှစ်လောက်ဒီနေရာမှာယူခဲ့တယ်လို့ပြောလို့ရတယ်ကျမရဲ့လက်တွေ့ experience နဲ့ကျမသင်ယူမှုစပြီးလုပ်ပေးတယ်အဲ့လိုလုပ်ပေးတဲ့အခါမှာကျွန်မစဉ်းစားတယ်ကျွန်မရဲ့နီးလန်းတွေဒီဘသူက confirm လုပ်လို့တကယ်လုပ်ဖြစ်တာလဲလို့ကျွန်မတစ်ခါတလေစဉ်းစားမိအဲ့လိုစဉ်းစားမိတဲ့အခါမှာမနစ်ကစင်ကာပူမှာဒီ digital marketing နဲ့ပတ်သက်ပြီး2016မှာ update ဖြစ်တဲ့နည်းတွေကိုအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေပေါင်းစပ်ပြီးတော့ reference လုပ်တယ်အဲ့ဒီအချိန်မှာတို့အကြီးကပြောနေတဲ့နီးလန်းတွေကိုကျွန်မကြားတယ်အဲ့ဒီနီးလန်းတွေကဥမာ emotional selling တို့ storytelling တို့စသဖြင့်ပေါ့နော်အဲ့နီလန်းတွေကိုတို့ကတွင်ကြက် boost လုပ်တယ်เนาะဥမာ marketing ကိုဘယ်လိုလုပ်ရမလဲဆိုတာမျိုးအခုလို AI ခေတ်မှာဒီຢာတွေကိုဘယ်လိုသုံးရမလဲဆိုတာမျိုးတို့တွင်ကြက်လုပ်ငန်းရှင်တွေကတွင်ကြက်ကို boost လုပ်ကြတယ်အဲ့မှာကျွန်မသိလိုက်ကျွန်မကိုအရင် proud ဖြစ်သွားအဲ့ဒါပါလဲဆိုတော့ကျွန်မနီလန်းတွေကဘာလို့အလုပ်ဖြစ်နေရလဲကျွန်မနီလန်းတွေကဘာကြောင့်တကယ်ရလက်ထွက်နေရလဲကျွန်မကိုယ်တိုင်ကလည်းဘာလို့ရလက်ထွက်နေရလဲဆိုတော့ကျွန်မသိသွား2026စင်ကာပူလိုနိုင်ငံမျိုးတကယ်ကိုတိုးတက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေလုပ်နေတဲ့နိုင်ငံမျိုးတောင်မှ2026မှာ update ကိုအဲ့ဒီပွဲမှာပြောတဲ့ချိန်မှာအဲ့ဒီနီလန်းတွေကကျမကိုယ်တိုင်လက်တွေ့လုပ်ပြီးကျမကိုယ်တိုင်တင်ကြားပို့ချတဲ့နည်းတွေဖြစ်နေအဲ့ဒီချိန်မှာကျမရဲ့နီလန်းတွေကို 100% ယုံကြည်တယ်ယုံကြည်တဲ့အတိုင်းနဲ့ဇာတ်နဲ့ချီပြောင်းလဲကြတယ်ကျမရဲ့ training ကိုတက်ပြီးပြောင်းလဲသွားတဲ့လုပ်ငန်းရှင်တွေမှအများကြီးပဲ testimonial တွေဆိုတာတင်လို့မကုန်နိုင်တလို့ပဲတင်တန်းထဲမှာတကယ်ကိုတင်တန်းတစ်ခုတက်တယ်နောက်တင်တန်းတစ်ခုပြန်တွေးလို့ရှင်ဖြိုးရဲ့ training တွေကိုတက်ပြီးအမရောင်းအားတွေကတစ်နှစ်မှန်းထားတဲ့အရာ2လနဲ့ပြည့်တယ်3လနဲ့ပြည့်တယ်ပြီးရင်တို့မထင်ထားလောက်အောင်ရောင်းအားတွေတက်တယ်ဆိုတာတကယ်လက်တွေ့မှာတကယ်ဖြစ်နေကျမရဲ့ sales training တွေဒီအခြေခံ80%တော့ကျမရဲ့လက်တွေ့ experience တွေလာတယ်ကျမဒီအယောင်းလောကမှာဘာရောင်းကောင်းခဲတဲ့သူတယောက်ဖြစ်တယ်ကျမရောင်းတဲ့ပစ္စည်းတိုင်းဒီခက်ခဲကာလမှာတော့ customer အများကြီးစီရအောင်သိမ်းချီတီရောင်းချခဲ့တဲ့သူဖြစ်တယ်ကျမကိုယ်တိုင်လက်တွေ့မလုပ်ဘဲနဲ့အပြောတသက်နဲ့သင်ပေးနေတဲ့သူမဟုတ် theory ပြောရတာအရန်လွယ်လက်တွေ့လုပ်တဲ့အခါမှာလက်တွေ့လုပ်တဲ့သူလောက်
theory ဒီ theory စံနေလို့မရဘူးလို့ကျွန်မပြောချင်တယ်ပြောတာကတော့လူတိုင်းပြောတတ်တယ်အခုလို AI ခင်မှာ ChatGPT ကိုကြည့်ပြီးပြောမယ်ဆိုရင်တော့အများကြီးပြောလို့ရတယ်လို့ကျွန်မမြင်တယ်ကျွန်မအနေနဲ့တကယ်ကို9နှစ်တာကာလမှာတကယ်လက်တွေ့စူးစမ်းခဲ့တဲ့နည်းတွေတကယ်ကို academic ဘက်တွေရောကဘာအသုံးချနေတဲ့ intensive training တွေ international training တွေကိုကျွန်မကိုယ်တိုင်ငွေပေးပြီးတက်လာတဲ့ experience တွေရောပြီးကျွန်မရဲ့လက်တွေ့ experience တွေပေါင်းဆက်ပြီးတော့ကျွန်မရဲ့သင်ကြားပို့ချမှုတွေပို့ပြီးတော့အောင်မြင်ခဲ့တယ်တကယ်ကိုရလက်ထွက်တဲ့သူတွေလည်းပုံများလာတယ်ဒီဗီဒီယိုကြည့်ပြီးတော့မိတ်ဆွေနေနဲ့ကျွန်မရဲ့ဆေး training တွေဘယ်ကလာလဲဆိုတာအကြမ်းမြင်အဖြစ်သိလာပြီလို့ကျွန်မထင်တယ်ဒီဗီဒီယိုကအဲ့လိုသိချင်နေတဲ့သူတွေအတွက်ကျွန်မရိုက်ပေးလိုက်တာပါကျွန်မကတော့မိတ်ဆွေရဲ့လုပ်ငန်းကိုအခုလိုခင်မျိုးမှာအမျက်ငွေ2ဆကနေ10ဆအထိတိတာမြင့်တက်လာအောင်တကယ်ကိုလက်တွေ့နီးလိုက်နဲ့ပေါင်းဆက်ပြီးအကောင်းဆုံးသင်ကြားပို့ချပေးနေ Digital Sales Consultant Business Coach ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်